အဲ့ကောင်ဆောင်းရကြတော့တယ် ဟုတ်ရတယ် အော်မရှိပါဘူးလိုက်ကြောင်စားပြောလာတော့နော်ကဲဟုတ်ပြီအဲ့ဆိုတော့ညီမဘာမှလုပ်ချင်တာများရှိတယ် ရှိရကိုခါလေးတော့ညီမရှာထားလို့ ဟုတ်ပြီ ဟာတဲ့ဒီဂျာမန်ပေါင်လေးလေးကို ဒီမှာလိုက်နော်ဟိုဘယ်ပါလိမ့်မှာကလေးဆိုချိန်နေတဲ့ပြီတော့လေချိန်နေတဲ့ပြီတော့ဆိုတော့ညီမဟောတော့3နိုင်တော့ကိုအချိန်ပေးမရဘူးနော် ဟုတ်ရတယ် နော်အဲ့ဒါရပါတယ်ဒါလေးက free hand ပုံလေးနဲ့ဖြစ်တယ်ပြီးတော့တင်းနေသေးတယ်ဆိုရင်ဟုတ်ပြီအဲ့ဆိုညီမဘယ်နေအောင်များထုတ်ချင်တာလဲနော် ဟာလေးပေါင်အပေါ်နောက်ကလေးကိုဟုတ် ဟုတ်ဆိုတော့ဒီကတော့ပါလား ဟုတ် ဟုတ်ပြီဆိုတော့ဒီ notice ပုံလေးလာမယ်လာဒီညလေးပါနော်အဲ့ဆိုအခုဒီညလောက်ကတော့ဒီညလောက်ဒီပေါင်းရင်းလေးကိုဆွဲလိုက်နော်ဒီညလောက်အစီအနော် ဟုတ်အစီပြီးအဲ့နေရလားအဖလားလား လာပါပါဟိုပုံထဲမှာကျွန်တော်ဒီဘေးဘက်ကိုတော့ထိုးတာလေဒါပေမဲ့ညီမဒီတင်မာနေရလောက်လေးမှပြုံးမယ်ဆိုလေလာအဆင်ပြေတယ်ဒါညီမတော့ပါညီမချိန်တယ်မှာထိုးတာအခုတော့ recommend ပေးတာတော့ဒီညလေး recommend ပေးတာ ဟုတ်ကူအဲ့တော့အဲ့နေရမှာပဲဒီမဲ့လေးကို ဟုတ်ပြီအဲ့တော့ဟိုဆောင်းကြနော်အဲ့ကြောင့်ဆိုတော့ဟိုဒါနဲ့ဟိုဒီခုတော့ရင်တော့ခွင့်တောင်းပါမယ်ဘာလို့လဲဆိုတော့ဒီညီမရဲ့ private ဘက်နေအောင်ထိမှာဆိုတော့လေဘယ်လိုနည်းနည်းပါးပါးရေးထိတာမှညာအတွက်ကိုစက္ကန့်လေးပုံနဲ့လည်းထားလို့ရမှာပြီနော် ဟုတ်ရတယ် နော်အဲ့တော့အခုပထမဆုံး clean လေးစောင့်မယ် clean စောင့်မယ်ဆိုတော့ရေးဆိုသေးချင်တော့ဒါလေးကိုနည်းနည်းလေးပေါ်နေတာ